Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့ကားလေးကတော့ Toyota Vios Model 2025ရဲ့ Driver Side တကားဖြုတ်နည်းလေးပဲဟိုပြောပြပေးမှာပါနော်နံပါတ်1ကတော့သူလက်ကင်အဲ့ခိုးလေးရဲ့ကာဘာလေးကိုခွာမယ်နံပါတ်2ကသူ့ရဲ့တကားဖွင့်တဲ့လော့နေရာကာဘာလေးကိုခွာမယ်နံပါတ်3ကသူ့ရဲ့ Twitter ကာဘာလေးကိုခွာမယ်အဲ့ဒီမှာစကူကနှလုံးရှိရဲ့အဲ့တကားဖွင့်တဲ့နေရာမှာစကူတစ်လုံးရှိတယ်ပြီးတော့တကားလက်ကင်ဟိုးလေးနေရာမှာစကူတစ်လုံးရှိမယ်စကူနှလုံးပေါ့နော်โอเคပြီးသွားပြီဆိုရင်သူ့ရဲ့တကားလက်တင်အဲ့လေသာကာဘာလေးကိုခွာမယ်ခွာတာလွယ်တယ်အသားလေးဆွဲမလိုက်အောင်မယ်ပြီးသွားပြီဆိုရင်တကားမန်တင်မန်ချလောက်တဲ့ဆွဲခလုတ်လေးကိုခွာမယ်သူလည်းခွာတာလွယ်တယ်ဒါပေမဲ့သတိထားသူ့ရဲ့အဲ့ပလတ်စတစ်လေးတွေကကျိုးလွယ်တယ်သူကလစ်လေးတွေကကျိုးလွယ်တော့သတိထားပြီးဖြုတ်ရမယ်အသားလေးအဲ့လိုကိုယ်မှာကော်ရန်လေးရှင်းကော်ရန်လေးနဲ့ဖြည်းဖြည်းလေးကလန့်ပြီးတော့ဖြည်းဖြည်းလေးမခွာရင်ခွာတယ်သူ့မှာ socket 3ခုရှိမယ် driver side ဆို socket 3ခုဖြစ်နေတာပေါ့နော်အဲ့ socket 3ခုကိုဖြုတ်မယ်ပြီးသွားပြီဆိုရင်သူ့မှာစကူ3လုံးပါတယ်အဲ့အောက်မှာအဲ့ကာဘာတွေအောက်မှာစကူ1လုံး2လုံး3လုံးပါမယ်အဲ့တော့အားလုံးပေါင်းစကူစုစုပေါင်း5လုံးပေါ့နော်โอเคအဲ့စကူလေးတွေကိုအကုန်ဖြုတ်မယ်3လုံးလုံးဖြုတ်မယ်ဖြုတ်ပြီးသွားပြီဆိုရင်တကားအောက်ပဲနေရာလွတ်လေလွတ်တဲ့နေရာလေးကိုစမ်းပြီးတော့ကျွန်တော်တို့လက်ကလေးနဲ့အသားလေးမပြီးခွာလိုက်ရင်တကားကပါလေးကသူ့ဟန်သူကွာလာမှာဖြစ်တယ်သူကလစ်လေးတွေကဖြုတ်ရတာလည်းလွယ်တယ်ကလစ်လေးတွေကမတော်တဆကျိုးဝိုင်းအောင်ပြန်ရှာရတာလွယ်တယ်ပေါ့ဗျာအားလုံးအထူးကျေးဇူးတင်ရှိပါတယ်အများနဲ့ကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျ